ID နဲ့ပတ်သက်ပြီးတော့ကမ္ဘာအဆင့်မီ UK Bachelor Degree တခုကိုနိုင်ငံခြားသွားစရာမလိုပဲနဲ့ပြည်တွင်းမှာပဲ3နှစ်တက်ယူနေရယူနိုင်ပြီဆိုတာကိုသိထားပြီးပြီလားဒီ program လေးကတော့ ID စိတ်ဝင်စားတဲ့သူတိုင်းတက်ရောက်တဲ့နဲ့ OTAN Diploma in Information Technology Ofquare UK Regulated Program လေးပဲဖြစ်ပါတယ်OTAN ဆိုတာ UK အခြေစိုက် Ofquare ကနေပြီးတော့တိတိကျကျအသိမှတ်ပြုထားတဲ့ International Certification Body တစ်ခုလည်းဖြစ်ပါတယ်။ကျမတို့ရဲ့ IAD ဟာဆိုလို့ရှိရင် OTAN ကနေပြီးတော့အသိမှတ်ပြုထားတဲ့ Academy Partner ဖြစ်ပြီးတော့ Overseas University တွေရဲ့ First Year နဲ့ညီမျှတဲ့ Level 4 Second Year နဲ့ညီမျှတဲ့ Level 5တွေအပြင်ကို Final Year Bachelor Degree အထိလည်းတန်းတက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။ဒါအပြင်ပြည်တွင်းမှာ OTAN Level 4နဲ့ Level 5ကိုတက်ပြီးသားရုံနဲ့ Final Year Bachelor Degree ကိုနိုင်ငံတကာတက္ကသိုလ်တွေမှာတွားရောက်ပြီးတော့တက်ရောက်ရှင်နေဆိုရင်လည်းတက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။ UK Bachelor Degree တခုကို3နှစ်ထင်းနဲ့ရယူနိုင်မယ်။တိုင်းရန် budget saving လည်းဖြစ်မယ်။ Internationally recognized qualification ဖြစ်တဲ့အပြင်ကိုမှ HTML, programming, networking, database နဲ့ system concept တွေကို foundation ကနေစပြီးတော့ step by step လေ့လာရမှာဖြစ်ပြီးတော့ practical skill တွေနဲ့တကွာသင်ကြားနိုင်မှာလည်းဖြစ်ပါတယ်။ exam တိုက်ဟာဆိုလို့ရှိရင်လည်း 100% assignment based ဖြစ်တဲ့အတွက်စောင့်ဝဲဖြည့်စရာမလိုတော့ဘူးနော်။အချိန်ကုန်ငွေကုန်တက်တာပြီးနိုင်ငံတကာအဆင့်မီ UK ဘွဲ့တစ်ခုကိုအလင်းမြန်ဆုံးရယူနိုင်မဲ့ပတ်ဝေးဖြစ်တာမို့ ID ကိုလည်းစိတ်ဝင်စားတယ်။လက်တလုံးနိုင်ငံခြားမထွက်သေးပဲပြည်တွင်းမှာပဲအလုံးလုံးရင်ကြောက်တက်လို့တဲ့လူငယ်တွေရွေးချယ်တက်ရောက်တဲ့ program လေးပဲဖြစ်ပါတယ်။ဒီဇင်ဘာမှာ OTAN level 4တန်းခွဲသိပ်ကိုဖွင့်လှစ်မှာဖြစ်လို့ year end discount လေးတွေနဲ့အတူတင်နန်းကိုအခုပဲလာရောက်ဆောင်ရွက်အနိုင်နိုင်ပြီဖြစ်ပါတယ်ရှင်။